အသက်ဆက်နေရပါတော့ကျွန်တော်တို့တွေရဲ့နောက်မှာမိခိုးတဲ့မိသားစုတွေမြန်မာပြည်မှာကြံခဲ့လို့လေဝင်ချလို့တောင်းမှချင်တာကျွန်တော်တို့တွေမနေရပါနဲ့လားအသက်ဆက်နေရပါတော့ကျွန်တော်တို့တွေရဲ့နောက်မှာမိခိုးတဲ့မိသားစုတွေမြန်မာပြည်မှာကြံခဲ့လို့လေဝင်ချလို့တောင်းမှချင်တာကျွန်တော်တို့တွေမနေရပါနဲ့လားတဝန်တကားတွေလည်းမကနာလေတဲ့ကျွန်တော်တို့ရဲ့မြန်မာပြည်ကြီးမှာစင်မပြေတဲ့ဝမ်းရည်ကြောင့်သာမနေခြင်းသောတိုင်းတော်အရက်မှာချီမခိုင်တဲ့ဝါသမားတွေတွေ့တာစိတ်မခံနိုင်တော့ဘဝမို့နေတော့ခံရလိမ့်မယ်သိပေမဲ့ရှိပါစီတော့မပြောလဲပြောထားတဲ့ပါမိသားစုဝိုင်းရတွေ့တာတီးခံခွင့်လို့ကရဲ့အမိညီကိုလွယ်လို့နေရတယ်ကဗျာတို့မြမများဘဝဆူရွာလိုက်တာလွမ်းရည်ဆိုတာဝိုင်းရကလည်းရှိနေတာမို့အိမ်ပြန်ကျင်တော့စိတ်ဝဲစိတ်မပြေတော့မျိုးသိရတယ်တနေ့နေ့ဆိုတော့အတွေ့နဲ့ကိုနေသိနေရတယ်စားတော့အသက်ဆက်နေရပါတော့ကျွန်တော်တို့တွေရဲ့နောက်မှာမိခိုးတဲ့မိသားစုတွေမြန်မာပြည်မှာကြံခဲ့လို့လေဝင်ချလို့တောင်းမှချင်တာကျွန်တော်တို့တွေမနေရပါနဲ့လားတဝန်တကားတွေလည်းမကနာလေတဲ့ကျွန်တော်တို့ရဲ့မြန်မာပြည်ကြီးမှာစင်မပြေတဲ့ဝမ်းရည်ကြောင့်သာမနေခြင်းသောတိုင်းတော်အရက်မှာချီမခိုင်တဲ့ဝါသမားတွေတွေ့တာစိတ်မခံနိုင်တော့ဘဝမို့နေတော့ခံရလိမ့်မယ်သိပေမဲ့ရှိပါစီတော့မပြောလဲပြောထားတဲ့ပါမိသားစုဝိုင်းရတွေ့တာတီးခံခွင့်လို့ကရဲ့အမိညီကိုလွယ်လို့နေရတယ်ကဗျာတို့မြမများဘဝဆူရွာလိုက်တာလွမ်းရည်ဆိုတာဝိုင်းရကလည်းရှိနေတာမို့အိမ်ပြန်ကျင်တော့စိတ်ဝဲစိတ်မပြေတော့မျိုးသိရတယ်တနေ့နေ့ဆိုတော့